ငါတို့တဲ့ရှင်းမယ်ငါတို့မခွာပြဲဘူး ခုနေ့ကလေညီမလေးမှတ်မိလားကက်စတမာနဲ့ညီမဖုန်းရောက်နေတဲ့အခါတော့အကိုဂျယ်လီလေးဖြတ်ပေးပါလားလို့ပြောတယ်အဲ့တော့အကိုပြောတာဂျာကြီးခိုင်းတာလေးရှိလို့အကိုမအားလို့ပါလို့ပြောတယ်ညီမလေးတကယ်တမ်းဂျာကြီးခိုင်းတာဘာမှမရှိဘူးကိုဖြတ်မပေးခြင်းလို့ကိုဖြတ်မပေး ဟာငါတို့တဲ့ရှင်းမယ်ငါတို့မခွာပြဲဘူးခုနေ့ကမတ်မီလားညနေစာမုတ်စာတော့ကိုပိုက်ရန်စာလို့ဆိုပြီးညီမစီမုတ်တောင်စာလေအမှန်တော့ညီမစီမှာမုတ်တွေအများကြီးကြံတယ်အဲ့ချိန်မှာလည်းရှိသေးညီမအကိုတမင်တက်မတွေးချင်းလို့ကိုမတွေးတာငါတို့တဲ့ရှင်းမယ်ငါတို့မခွာပြဲဘူး ခုနေ့ကညီမမှတ်မိလား online customer တယောက်ကဆိုင်အောင်လာယူမှာမလို့အကို ready ပြင်ထားကြလို့အကူကြီးတောင်းတာလေအဲ့တော့အကိုက customer ရှိနေတယ်မအောင်ဆိုပြီးတော့ပြောလိုက်တာတကယ်တမ်း customer မရှိဘူးညီမလေးကိုမကူညီခြင်းလို့ကိုမကူညီရငါတို့တဲ့ရှင်းမယ်ငါတို့မခွာပြဲဘူး ခုနေ့ကလေဂျာကြီးကကိုဖုန်တုတ်ခိုင်းနေလေဒါပေမဲ့ကို customer ရှိနေလို့ဆိုပြီးညီမကိုတုတ်ခိုင်းလိုက်တယ်လေအဲ့ချိန်ညီမကမတုတ်ပေးဘူးဂျာကြီးကကိုစူပါစီစူစေချင်လို့ကိုတမင်တက်တက်လွတ်ထားပေးလိုက်တာ ဘယ်တော့မှလည်းငါ့ကိုကြည့်မပြောဖြစ်အောင်နင်ဟမ် ဂျာပြီလေ အပေါင်းအသင်းကိုမလုပ်ချင်နဲ့စကားလည်းမပြောချင် အကိုလည်းဘယ်ချိန်ကလေးညီမမောင်းတီးနေမှမကြည့်ဘူးအကိုနဲ့လည်းအပေါင်းအသင်းမလုပ်တော့ တော်တော်များတော့ကင်မရာပိတ်လိုက်တော့